ကျမတို့ကတော့ဒီနေ့မှာဆိုလို့ရှိရင် eyelash နဲ့ပတ်သက်ပြီးတော့အကြောင်းအရာလေးချို့မျှဝေပေးတော့မှာပဲဖြစ်ပါတယ်ရှင်ကျမကတော့ Venus ပါ ကျမကတော့ Venus app မှာ eyelash ကို training နဲ့ service ပေးနေတဲ့ ဖေးပါရှင်ဖိရေမျက်တောင်ဆက်တဲ့အခါမှာမျက်တောင်အကျိုးကတ်တာရဲ့မျက်တောင်ဆက်တာရဲ့ပုံမှာအားသာချက်အားနည်းချက်လေးတွေ၊ကွာခြားချက်လေးတွေကိုလည်းပြပြပေးပါအောင်ရှင်မျက်တောင်တူကတဲ့ဟာကြတော့ကိုသွားမဲ့ပွဲရယ်ကိုဝတ်တဲ့ဝတ်စားပုံမူတည်ပြီးတော့မျက်တောင်ပုံစံမျိုးစားတွေရွေးချယ်လို့ရတယ်ပေါ့နော်ပြီးွားရင်သူ့ရဲ့အားနည်းချက်ကတော့အကြာကြီးမခံဘူးပေါ့သူကခဏပဲယာယီပေါ့နာရီပိုင်းလောက်ပဲခံတယ်မျက်တောင်ဆက်တာရဲ့အားသာချက်ကပေါ့နော်တရေနှုတ်ရင်လည်းလှနေမယ်ဒါမှမိတ်ကပ်တွေအများကြီးပြင်စရာမလိုဘဲနဲ့လည်းကိုယ့်ရဲ့မျက်လုံးလေးကအမြဲကြည့်လိုက်တာနဲ့ကိုယ့်မျက်နှာလေးကပြည့်စုံတဲ့အလှလေးရရမယ်ပေါ့နော်မျက်တောင်ဆက်တာရဲ့အားနည်းချက်ကကြတော့မသိမ့်သိမ့်တက်ဖို့ဆိုရင်ကိုယ့်ရဲ့ငကိုမျက်တောင်လေးတွေနည်းနည်းလေးကျွတ်သွားနိုင်တယ်အနည်းငယ်ပါသွားနိုင်တယ်ပေါ့နော်အဲ့တော့ဖိရေမျက်တောင်ဆက်တာလေးကရောအချိန်လေးတွေကကြာရှည်ခံမှုကဘယ်လောက်ရှိလဲမျက်တောင်ဆက်တာကကြတော့အချိန်လေးတွေကတစ်လခွဲကြီးခံပါတယ်အော်အဲ့ဒါကြောင့်လို့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်မိန်းကလေးတော်တော်များများမျက်လုံးလေးတွေဝန်းလေးနဲ့ထားဖို့အတွက်ကိုမျက်တောင်လေးအများကြီးဆက်လာကြတာပေါ့နော်ဟုတ်တာပေါ့မမရဲ့ကျမတို့ Venus app မှာအဲ့လိုမျက်တောင်လေးတွေအမြဲတမ်းလှနေဖို့အတွက်ကိုမျက်နှာလေးပြည့်စုံတဲ့ look လေးတွေရဖို့အတွက်မျက်တောင်လေးတွေဆက်လို့ရပါတယ်နော်ဟုတ်ကဲ့ပါရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်မျက်ခုံးပညာရက်တွေကိုအခြေခံကနေအစင်းမြင့်ထိတည်တည်ချာချာပိုင်ပိုင်နိုင်သင်ကြားနိုင်မို့ Venus app ကိုကြည့်ရလိုက်ပါ